ပါခင်ဗျာဒီနေ့ကျတော့ကျွန်တော်ဆိုင်မှာရှိတဲ့အရွှေနဲ့ပတ်သက်မှကျွန်တော်မျှဝေတော့မှာဖြစ်ပါတယ်โอเคဒါကြတော့ဘယ်လိုခေါ်လဲဆိုတော့ဒါကို冰汤雪梨လို့ခေါ်ပါတယ်အဲ့တော့ဒီနေ့တော့ဒါကို冰汤雪梨လို့ခေါ်ပါတယ်โอเคဒါကြတော့တိုင်ပြတိနဲ့လောက်တဲ့ဟာဒါကြတော့冰红茶冰红茶လို့ခေါ်ပါတယ်ဒါကြတော့ကြားရည်နဲ့လောက်တဲ့ဟာဒါကို蜂蜜柚子လို့ခေါ်ပါတယ်蜂蜜柚子ဒါကြတော့မတ်မွန်တင်းတဲ့လောက်တဲ့ဟာနော်ဒါကြတော့水蜜桃水蜜桃ဒါကြတော့ရေတန့်နော်ရေတန့်ကြတော့ခွန့်ဆွန့်水ခွန့်ဆွန့်水ဆိုတာရေတန့်ဖြစ်ပါတယ်ဒါကြတော့ကောက်လူတဲ့ကြည့်တဲ့ကောက်ကြတော့可乐可乐ဒါကြတော့ဒါဒီကမြန်မာလိုမသိဘူးဒါကြတော့ရှင်တဲ့ဟာဒါကြတော့酸梅汤酸梅汤လို့ခေါ်ပါတယ်ဒါကြတော့လူစားကြည့်တဲ့100 plus နော်100 plus ကျတော့ဘာခေါ်လဲဆိုတော့100号100号လို့ခေါ်ပါတယ်ဟုတ်ကဲ့သိချင်လေးရှိရင် comment မှာရေးခဲ့တော့ရပါတယ် bye bye